Little John ဟာသူ့ရဲ့ပတ်စံအားလုံးကိုစုဆောင်းပြီးအသက်80အရွယ်ရေးစားဟောင်းနဲ့ချိန်တွေးဖို့ပါရီကိုတန်တန်မတ်မတ်ပြန်တန်းခဲ့ပါတယ်။ဒါဟာရုပ်ရှင်တွေကလိုအချစ်ဆက်လန်းလေးဖြစ်လာမယ်လို့သူထင်ခဲ့ပေမဲ့တကယ်တမ်းမှာတော့အချစ်ဆိုတာရှာမတွေ့ခဲ့ပါဘူး။အဲ့ဒီအစားသူမကသူ့ကိုလုံးဝညှင်းပယ်ခဲ့ပါတယ်။အိမ်ပြန်ဖို့ပတ်စံလည်းမကြမ်းတော့တာကြောင့် John ဟာအယူသွတ်ဆုံးအကြံတစ်ခုကိုထုတ်လိုက်ပါတယ်။အဲ့ဒါကတော့ Eiffel မျှော်စင် Eiffel ထိပ်မှာနေထိုင်ဖို့ပါပဲ။အရင်ဆုံးသူဟာမိုးကြိုးလွဲကိုဖယ်ရှားပြီးအဲ့ဒီအပေါ်မှာအိမ်သေးစားလေးတစ်လုံးကိုစတင်တိစောက်ခဲ့ပါတယ်။အိမ်ထဲမှာတော့နေရန်ကိုမီပြီးဗီဒီယိုကြီးတစ်လုံးကိုထားရှိကအောက်ဘက်မှာအတွင်းခံတွေထည့်ဖို့အန်ဆွဲတွေလုပ်ထားပါတယ်။သူ့ဘေးမှာတော့စင်တစ်ခုထားရှိပြီးအောက်မှာဖနက်တွေကိုတက်တက်ရက်ရက်စီထားကအပေါ်မှာတော့တံမိုးကြီးလက်ကင်အိတ်တွေကိုပြသထားပါတယ်။နေရန်ထဲမှာရေကန်ကိုဝက်ပြီးတိစောက်ထားသလိုအဆင်ပြေအောင်အပြင်ဘက်မှာနေရန်ကက်အိမ်သားတစ်ခုကိုလည်းတက်ဆင်ထားပါတယ်။ပြီးနောက်မိဖို့ချောင်းထောင်းလေးပါဝင်ပြီးဟင်းခတ်အမွေးကြိုင်နဲ့တကိုရီသုံးပစ္စည်းတွေအတွက်ဆင်တွေလူကြီးတွေအတွက်မုံနဲ့အချိုရည်ဆိုင်လေးကိုလည်းပြုလုပ်ထားပါတယ်။အောက်ဘက်မှာတော့အလုပ်လုပ်ဖို့စပွဲတစ်ခုရှိပြီးလုံခြုံမှုရှိစေဖို့မှန်တကားချက်တွေနဲ့ကာရန်ထားပါတယ်။အပြင်ဘက်မှာတော့တံပေါင်တွေနဲ့ကတင်ကိုခိုင်ခိုင်မာမာတိစောက်ပြီးမွေးရခင်းကတက်တောင့်တက်တာရှိအောင်နေရန်ကိုလည်းအနားကွတ်ထားပါတယ်။ကတင်ကောင်းရင်မှာအလွယ်တကူသုံးလို့ရအောင်မီးပလက်ပေါက်တွေတက်ဆင်ထားပြီးအောက်ဘက်မှာတော့ရေချိုးကန်လေးတစ်ခုကိုထည့်သွင်းထားတာကြောင့်ပါရီမြို့ကြီးရဲ့အထက်မှာဘရင်တပားလိုအပန်းဖြေနိုင်မှာပါ။အခုဆိုရင် John ဟာ Eiffel မျှော်စင်ပေါ်မှာတမူထူးခြားတဲ့သူ့ရဲ့အိမ်လေးကိုပိုင်ဆိုင်သွားပါပြီ။တင်တာဆိုရင်ရောအဲ့ဒီမှာနေရပါသလား